မင်္ဂလာပါဒီ sport နဲ့ပြန်နေကြိုဆိုလိုက်ပါကျွန်တော်စနေနေ့မနေ့ပေါ့နော်2 နာရီဝန်းမှာရှင်းပြကစားမယ် Manchester United နဲ့ Newcastle အသင်းပွဲစဉ်လေးကိုကျွန်တော်ပွဲကြိုဆိုခြင်းလေးလုပ်ပြပါမယ်ကျွန်တော်ပထမဆုံး Manchester United အကြောင်းလေးပဲအရင်ပြောလိုက်မယ်ဗျာ Manchester United ကသူတို့ရဲ့ player ဒါကောင်းလာပြီဆိုရင်ဒီကစားသမားတန်ရတာရောပြီးတော့ဒီ AFCON ပေါ့နော် AFCON ကိုလက်လွတ်လိုက်ရတဲ့ player ပေါ့အဓိကကစားသမားကြီးလက်လွတ်ရတဲ့အနေအထားကြီးဖြစ်သွားပြီဗျာအမွေးမို့အာမက်တိုဆိုတာလေဒီ Manchester United ဒီ right winger မှာတော်တော်လေးရှင်းသွင်းပြနေတဲ့ကစားသမားကြီးဗျာအဲ့တော့ကျွန်တော်တောင်ပန်တစ်ဖက်လုံးဆုံးရှုံးလိုက်ရတဲ့ဆိုလဲမမဘူးညာတောင်ပန်တစ်ဖက်လုံးပေါ့အဲ့တော့ဒီဂျိုင်းမှာကန်ခဲ့တဲ့ပွဲမှာလေ Bruno Fernandes သူတို့ဒီ Queensland မှာထောက်တိုင်လို့ပြောလို့ရတယ် Bruno Fernandes ကလည်းဒဏ်ရာရသွားတယ်ဗျာအဲ့တော့နောက်တန်းမှာလည်းဒီ Delito ဒါ Maguire တို့လည်းနာနေတယ်အဲ့တော့ကန်ရတဲ့နေထိုင်ရာဒီနောက်တန်းမှာဆိုလေယိုယိုတို့ Heaven တို့လူရှိုးတို့ပေါ့နော်ဟိုပြောလို့ဆိုတော့အဓိကဥဆောင်မဲ့လူမရှိဘူးဒီ ball playing defender စစ်တွေလည်းမဟုတ်ဘူးဗျာလူရှိုးကတော့ရတယ်ဆိုပေမဲ့ဒီ center back အနေနဲ့ကတော့တိတ်အဆင်မပြေတော့ဘူးဗျာအရင်ရှည်စွမ်းလည်းမမီတော့ဘူးပေါ့ဆိုတော့ဥဆောင်ဥပြမဲ့လူကမရှိဘူးဖြစ်နေရဲ့နောက်တန်းမှာလည်းအကွင်းလမ်းမှာလည်းအလားတူပဲ Bruno Fernandes ကလည်းဒီတန်းထက်ရသွားတယ်ပေါ့ဗျာဘယ်လိုပြောအစားတွေကကွင်းလေကအားနေပါတယ်ဆိုမှဒီအသင်းရဲ့အဓိက main ထောက်တိုင် Bruno Fernandes ကလည်းဒဏ်ရာရသွားတော့ဆိုတော့အပြက်ပြက်နဲ့နှာခေါင်းသွေးထွက်သလိုဖြစ်နေတယ်အဲ့တော့ဝန်ခံမဲ့ဒီဥကာဒေးတို့ဒီတို့ကလည်းအဆင်မပြေဘူးပေါ့ဗျာတော်တော်လေးကိုရှည်စွမ်းပွဲမကန်ရတယ်လည်းစိုင်လို့ကျွန်တော်ထင်တယ်ဘူးတော့မှဘောလုံးမကန်တော့တဲ့အနေထားတော့ဖြစ်သွားတယ်ပေါ့ဗျာဒီလိုတော့ပြောလို့ရနေပေါ့အဲ့တော့ရှည်စွမ်းကြတာဆိုတာလေဒါကစားသမားပွဲမကန်ရတဲ့ပုံမှာလည်းတော်တော်လေးကိုမူတည်ရလို့ကျွန်တော်ပြောလို့ရတယ်ပေါ့ဆိုတော့နောက်တန်းမှာလည်းအားနေနေသလိုကွင်းလက်ပိုင်းလည်းဒါဒဏ်ရာရသွားတယ်ပြီးတော့ဒီတောင်ပန်ပေါ့နော်ညောင်တောင်ပန်ကလည်းအဲ့လိုပေါ့ဒီဒန်းလုံးကျွန်တော်တို့ဆုံးရှုံးလိုက်ရတယ်ပေါ့ဗျာဒီ AFCON လွတ်လိုက်ရတယ်အဲ့တော့ကျွန်တော် left wing မှာလည်းအဆင်ပြေလိုက်တော့မရှိဘူးဒီ Mason Mount ဒါ Drogu ပေါ့နော် Drogu ကလည်းကစားအားလေးတော့မဆိုးဘူးဒါပေမဲ့အုံတော့မပါဘူးပြောလို့ရတယ်ဗျာသူကကစားပုံကအဲ့တော့ကျွန်တော်တို့ဘယ်သူအားကိုးမှာဆိုမာတီရဲ့ကုညာကိုပဲကျွန်တော်တို့အားကိုးမှာ Mason Mount ရဲ့ပေါ့ဒီနှစ်ယောက်လောက်နဲ့ကျွန်တော် Man U သင်းတိုက်စစ်ကအလုပ်ဖြစ်ပါမလားပေါ့အဲ့လိုတွေးလို့ရတယ်ပြီးစကိုတော့ပြန်ပါလာဖို့များတယ်အဲ့တော့ကျွန်တော်တို့ဒီပြောမှဆိုရင် Man U သင်းကတနေရာချင်းမှာပေါ့နော်တနေရာချင်းစီမှာအားနေချက်တွေကတော့တော်တော်လေးကိုများနေတယ်အဲ့တော့ကျွန်တော်တို့ Newcastle ဘက်ကိုပြောလိုက်အောင် Newcastle ဘက်ကဒီနောက်ဆုံးကန်ခဲ့တဲ့ဒီ Chelsea နဲ့ပွဲမှာသူတို့ရဲ့ play ကလည်းတော်တော်လေးကိုကောင်းခဲ့တယ်ပြောမှဆို Chelsea နဲ့ဒီဒုတိယပိုင်းမှာနည်းနည်းလေးကျသွားတာလွဲလို့ပေါ့ဗျာဒါတော့မှသူတို့မိနစ်80ကျော်လောက်မှာ80ကျော်80လောက်မှာသူတို့ပြန်ပြီးတော့အားကောင်းလာခဲ့တယ်ဗျာဒီလူစားဝင်တဲ့ကစားသမားတွေဒီစုံသက်ညံ့ပြင်းလို့တာသူတို့ကိုထပ်မရခဲ့လို့ပြောလို့ရတယ်အဲ့တော့Newcastle ကတခုသတိထားမှာသူတို့ကအိမ်ဝင်းကစားတော့ကောင်းတယ်ဒါပေမဲ့အဝေးခွင့်ရရင်တော့နည်းနည်းလေးတော့ဝေးသွားတတ်တယ်ပေါ့နော်ဆိုပေမဲ့လောလောဆယ် Manchester United ဘက်ကဖြစ်နေတာတကြောင်ပေါ့ဗျာဆိုတော့လို့ပြဿနာလေးပေါ့နော် issue လေးတွေကရှိနေတာဆိုတော့ဒီဆိုတော့လို့ဒီ Chelsea နဲ့ကန်ခဲ့တဲ့ play ကိုဒီအချိန်လေးကိုစထိန်းထားနိုင်မယ်ဆိုရင်တော့ Newcastle United ကွင်းမှာရလက်ကောင်းသွားနိုင်တယ်ပေါ့ဗျာအနိုင်မြောက်ဆိုတော့မှအသေးလောက်တော့ကစားနိုင်တဲ့အနေအထားရှိရယ်သူတို့ရဲ့ဒီလူစင်းရပေါ့သူ Newcastle ဘက်ကလည်းတကယ်တမ်းပြောရမယ်တော့လူစုံပြရမဟုတ်ဘူးဒါဒန်ဘန်တို့လီဗာမန်တို့ရဲ့နာနေရယ်သူတို့အဓိကကစားသမားတွေပေါ့သူကဂိုးသမားဆိုလည်းနှစ်ပုတ်ပေါ့နော်သူတို့နေရာမှာဝင်ကစားတဲ့ကစားသမားရတယ်ဒါအဆင်ပြေနေလို့ပြောလို့ရတယ်ဗျာအထူးသဖြင့်ဒီ right back မှာကစားရဲ့ Luis Smiley ဆိုလည်းတော်တော်အဆင်ပြေရယ် Chelsea နဲ့ပွဲမှာဆိုလည်းကာနာချိုအကောင်းဆုံးထိန်းကစားသွားနေတာတွေ့ရတယ်ပြီးတော့ဒီဒန်ဘန်နေရာမှာကစားတဲ့ Luis ဆိုလည်းဒါမကရန်မကောင်းရင်တော့မှသူတို့လက်ခံပေးလို့ရတဲ့ performance ပြသခဲ့လို့ပြောလို့ရတယ်ပြီးတော့ Ramsey ပေါ့နော် Ramsey ဆိုလည်းဒါ Chelsea နဲ့ပွဲမှာဂိုးနှစ်ခုပေးလိုက်တယ်ဆိုပေမဲ့သူချို့ဒီဂိုးဒီလက်ဆွဲပြမှုတွေလည်းတွေ့ခဲ့ရတယ်ဗျာဆိုတော့ကျွန်တော်ဒီနှစ်ဖက်အသင်းပေါ့နော်ခြေစွမ်းနဲ့ဒီစကွက်ကိုချိန်သွားမယ်ဆိုရင်တော့ Newcastle ဘက်ကတော့အနေငယ်သားနေအောင်တွေ့ရတယ် United ကတော့ဒါနောက်တန်းရောကွင်းလေရောတိုက်စစ်ကောအဖက်ဘက်ကဒီတနေရာစီမှာတော်တော်အားနေနေအောင်တွေ့ရတယ်ဆိုတော့ဒီပွဲစဉ်မှာတော့ Newcastle ဝေးကွင်းဖြစ်တာတကြောင်ပေါ့ဗျာဝေးကွင်းဖြစ်တာလေးပဲအားနေတယ်လို့ကျွန်တော်ထင်တယ်
ဆိုတော့နျူကာဆယ်အသင်းကအိမ်ဝင်းကစားတော်တော်ကောင်းတယ်ဆိုပေမဲ့ဝင်ခွင့်ရတော့နည်းနည်းလေးအားရတော့တွေ့ရတယ်ပေါ့ဗျာအဲ့တော့လောလောဆယ်ဘယ်လိုပဲပြောဒီဆောနာလိုဒီနျူကာဆယ် play ရလဲဒါကောင်းမှုမရှိနေရတဲ့ကြောင်း United ဘက်ကလည်းဆောနာလို issue လေးဖြစ်နေတဲ့ကြောင်းဆိုတော့နျူကာဆယ်ဒီပွဲစဉ်မှာတော့အနေတည်လောက်တော့ကစားသွားနိုင်မယ်လို့ကျွန်တော်ထင်တယ်အသွင်းကိုတွေကတော့များနိုင်တယ်ဆိုပေမဲ့မထင်မဲ့ပဲလဲကျွန်တော်ကိုဒီနေနိုင်ကြီးဖြစ်နေဗျာဘာလို့လဲဆိုတော့နျူကာဆယ် play ပေါ့နျူကာဆယ်ဒီ play ကအရင်အားကောင်းမဲ့ဆိုတော့ကျွန်တော်ကိုကြီးများသွားနိုင်တယ်မဟုတ်ရင်တော့နျူကာဆယ်လည်းဝင်ရောက်လို့ရှိရင်အားနေတဲ့တဲ့အသင်းဆိုတော့ကျွန်တော်ကိုကတော့ရင်းများမယ်မထင်ဘူးဒါပေမဲ့ဒီဆောနာလိုပေါ့နျူကာဆယ်အသင်းဒီပေရတော့ရသွားနိုင်ပြီလို့ကျွန်တော်ထင်တယ်အညီကိုတော့ဘယ်လိုမြင်ကြလဲဒီပွဲစဉ်မှာ United ကပဲဒီလူမစုံတဲ့ကြားကပဲရလိုက်ကောင်းသွားနိုင်မလားနျူကာဆယ်အသင်းကပဲဒီဆောနာလိုလူမစုံတဲ့ United ကိုအခွင့်အရေးယူသွားနိုင်မလားဆိုတော့အမြင်လေးလည်းမျှော်ပေးလို့ရပါတယ်ကျေးဇူးများတင်ပါတယ်